ကျွန်တော်ပွဲသားမနဲ့ဖုန်းဆက်တယ်ကျွန်တော်ကနမ်းမောက်သားဆုံးကြီးဝင်ကရွာကနေဖုန်းဆက်တယ်ဟယ်လိုကျွန်တော်မလေးရှားသွားချင်လို့ဘာဘလောက်ကြမလဲ30အခု10သိန်းပေးလေတက်ခါနေ10သိန်းပေးရော့ရတယ်10သိန်းအိမ်ကနေထိုင်းဆောင်တက်လာတော့နေတော့ပွဲသားမဖုန်းလာဟယ်လိုကိုမောင်ကိုမလေးရှားသွားဖို့အတွက်ဝတ်စားတွေထည့်ပြီးရန်ကုန်လာခဲ့ပါဂျပန်ခါတင်တက်ရမှာဖြစ်တယ်โอเคသွားမယ်ဆိုပြီးဝတ်စားတွေထည့်ရန်ကုန်သွားမယ်ဆိုပြီးတော့ကားပေါ်တက်ပြီးကြောပွဲရည်လွယ်ပြီးကားပေါ်သွားအမေကငါသားမင်းမလေးရှားသွားအမေလိုက်ဖို့မယ်လေငါသားနော်အမေကငါသားနဲ့မခွဲဘူးလားအမေကလာပြအမေကထွက်တော့မှအမေလားအဲ့မှာရန်ကုန်သွားပြီးရန်ကုန်လဲရောက်ပွဲသားမကိုရော့10သိန်းပွဲသားမပြောတယ်ကိုမောင်ကိုမလေးရှားတက်မှာဆိုရင်ဒီဝတ်စားနဲ့မရဘူးဝတ်စားတွေချုပ်ပါဘောင်းမရှိဟောစတိုင်ပဲဘုဖနတ်ကုတ်အင်းကြီးနက်ကတိုင်ဝတ်စားထက်တဲ့အိမ်အခုလိုကြောပွဲတွေပါလေမရဘူးလက်ကစ်လို့ခေါ်တဲ့ဘိန်းနဲ့ဆွဲတဲ့အိမ်အဲ့ဒီကိုဆွဲပြီးတော့လေရင်ခွင်းသွားလေရင်ခွင်းလဲရောက်ရောအမေကငါသားမလေးရှားရောက်အမေဒီဖုန်းဆက်နော်အမေငါသားဒီလွမ်းနေမှာငါသားရေးပါမရအောင်မမေလေးထွက်တော့မမေဒါပဲနော်ရောက်လေဦးမယ်အဲ့ပုံစံနဲ့လေရင်မောင်လေးရောက်ခိုင်းပါလေရင်စီးဘူးလားလေရင်ဆိုတာစစီးစီးချင်းမှာကြောက်လို့ရုပ်ရောဆိုတက်တဲ့ချိန်မှာရင်းတုံးတာအပေါ်ရောက်သွားအေးစီးပဲကော်ဖီတောက်မှတာတင်းသားဖတ်မလားအကွာတော့ကော်ဖီမကြိုက်တော့တင်းသားလေးဖတ်ပြီးလိုက်သွား10မိနစ်လောက်ပဲရှိသေးတယ်အားလုံးပဲကြီးတင်အောင်ရောက်ပါပြီရှင်ဟုတ်စင်လို့ရပါပြီရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ဟာမလေးရှားကမြန်လာပြီလားအဲ့ဒါအိတ်ကလေးပဲပြီးဆင်းလာတာအောက်လေရောက်ကယ်ဒီမောင်းတဲ့ကောင်တွေကိုလာဟဲ့ကောင်ကြီးမြန်မာလူတက်တယ်ဟာကိုလည်းအိတ်ကလေးကလိခါလေးထုတ်ပြီးဟိအောင်ရောလို့ငါမလေးရှားကုမရောက်ဘူးတာတော့ငါ့ကိုဒီလိခါလေးလိုက်ပူလန်းဆိုတော့ကယ်ဒီဆွဲတဲ့ကောင်ဘာပြောလဲမှာပြောအဲ့ဒါဘာလေးကြောင်းနေအောင်လဲအခုကပကံကြောင်းရောက်နေတာပတ်တာသိနေတယ်ပကံကြောင်းဦးပဲစီးလာတယ်ဝယ်လာမှမသားမနေသွားလို့ဒီနဲ့ဒီဝင်းဆိုပြီးလိုက်ကြတာပကံကြောင်းဦးရောက်နေတာအမေကရက်ကိုလိုက်ပူတာအိတ်ကိုရောက်ပြီးသူကထမင်းသားနေရောအမေကကျုပ်လည်းမြေရောကတာမြန်လိုက်တာ